နမငါချက်ကတော့တယောက်ကိုတယောက်ကျင်နာတတ်ဖို့ဖြစ်ပါတယ်ကျမတို့တွေကိုချင်းစာတရားတွေနားလည်မှုတွေတန်မိုးထားမှုတွေစတာတွေနဲ့တိဆောက်ထားတဲ့ချစ်ချင်းမြတ်တာလောက်ခိုင်မြဲတဲ့အရာမရှိတော့ပါဘူးအကယ်၍ကိုကသစိမ့်နေတခြားလူတွေပေါ်မှာကိုချစ်သူထပ်ပို့ပြီးတော့တန်မိုးထားမိနေတယ်အလေးပေးမိနေတယ်ဦးစားပေးမိနေတယ်ဆိုရင်တော့ဘဝမှာဘသူ့ကိုဦးစားပေးနံပါတ်1ထားတင်လဲဆိုတာကိုပြန်ပြီးတော့သုံးသပ်တင်ပါပြီဆိုတော့ကိုရဲ့ချစ်သူကိုကိုချင်းစာပေးမယ်စာနာပေးမယ်တန်မိုးထားပေးမယ်လေးစားပြီးတော့ဆက်ဆံပေးမယ်ဆိုလို့ရှိရင်ကိုချစ်သူကလည်းကိုပေးတယ်လို့မျိုးကိုပြန်ဆက်ဆံပေးမှာဖြစ်ပါတယ်လောကမှာကိုလိုချင်တဲ့အရာတွေကိုကိုကအရင်စပေးဖို့လိုအပ်ပါတယ်ဒီလိုမျိုးတယောက်နဲ့တယောက်ကိုချင်းစာစိတ်တွေနားလည်မှုတွေတန်မိုးထားမှုတွေနဲ့အပြန်အလှန်ရလာပြီဆိုလို့ရှိရင်တော့သင်တို့ရဲ့အခြေကြီးကတစ်သက်လုံးခိုင်မြဲနေတော့မှာပါပဲနောက်တစ်ခုကတော့ကိုရဲ့ချစ်သူကိုအနေနဲ့ကိုဟာအိမ်လိုပဲလုံခြုံတဲ့စိတ်ခံစားမှုပေးဖို့ဖြစ်ပါတယ်ကျမတို့တွေကအပြင်မှာစိတ်ပင်ပန်းလာတဲ့အခါမှာပဲဖြစ်ဖြစ်ဒုက္ခတွေနဲ့ကြုံလာတဲ့အခါမှာပဲဖြစ်ဖြစ်ကိုအတွက်စိတ်သက်တောင့်တတအဖြစ်အောင်ဆုံးအိမ်ကိုပဲပြန်လာတတ်ကြပါတယ်ဒီလိုမျိုးပဲကိုအနေနဲ့စိတ်ပင်ပန်းတဲ့အခါမှာကိုရဲ့ချစ်သူကိုပဲရှာပြီးတော့သူ့ကိုရှင်ဖွင့်တတ်တယ်သူကလည်းကိုကိုစိတ်သက်တောင့်တတဖြစ်အောင်ကူညီပေးတယ်သူပင်ပန်းလာတဲ့အခါမှာလည်းကိုကိုရင်ဖွင့်တယ်ဒီလိုအခြေအနေမျိုးတယောက်ကိုတယောက်အိမ်လိုသဘောထားပြီးတော့နေလာတတ်ပြီဆိုလို့ရှိရင်တော့တင်တို့ရဲ့အခြေကလုံးဝကိုဘေးကင်းလုံခြုံတဲ့အနေအထားကိုရောက်နေပါပြီဒီလိုမျိုးဆိုလို့ရှိရင်တကယ်ကိုဘဝမှာကြီးမားတဲ့အခက်အခဲတွေစိန်ခေါ်မှုတွေကြုံလာတယ်ဆိုရင်တောင်မှပဲဒါတွေကိုဖျက်ကျော်ပြီးတော့တင်တို့နှစ်ယောက်ကလုံးဝကိုတည်ငြိမ်တဲ့အခြေအနေတစ်ခုကိုပိုင်ဆိုင်နေမှာဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့ကိုယ်တိုင်အမိကိုခင်းအောင်နေထိုင်ခြင်းဖြစ်ပါတယ်ဒီနေရာမှာတချို့ကပြောကြလိမ့်မယ်ချစ်သူရှိပါတယ်ဆိုမှဘလို့လို့အမိကိုခင်းပါလဲလို့ပြောလိမ့်မယ်ကိုချစ်သူနဲ့24နာရီပတ်လုံးအတူတူရှိနေကြတာတော့မှန်တယ်ဒါပေမဲ့ကိုယ့်ရဲ့ဝါသနာကိုလှုပ်ချင်တဲ့အရာတွေအတွက်ကျမတို့ကိုအချိန်ပေးဖို့လည်းလိုအပ်တယ်ဆိုတော့ကိုလှုပ်ချင်တဲ့အရာတွေပြီးတော့ကိုဝါသနာပါတဲ့အရာတွေကိုရှာဖွေမယ်စူးစမ်းမယ်ကိုမှကိုယ့်ရဲ့ဒီ social အတိုင်းဝိုင်းလေးတစ်ခုရှိနေမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဘဝကပုံမကောင်းမွန်လာပြီးတော့လက်တွဲပေါ်ကောင်းတစ်ယောက်လည်းပို့ပြီးတော့ဖြစ်လာနိုင်ပါတယ်ခုကျမပြောပြတဲ့ခုနှစ်ချက်မှာဘယ်ချက်တွေကတင်နဲ့ကိုက်ညီနေပြီလဲအကယ်၍တင်နဲ့တင်ချစ်သူကဒီခုနှစ်ခုလုံးကိုလုံနေပြီဆိုလို့ရှိရင်တော့တေးကြတဲ့တင်တို့ရဲ့အခြေကလုံးဝကိုခိုင်မြဲနေတော့မှာဖြစ်ပါတယ်အခုဘယ်ချိန်နေရောက်နေပြီလဲဘယ်နှစ်ချက်ကိုက်ညီနေပြီလဲဆိုတာကိုမှတ်မှာဝေမျှပေးတော့ပါအောင်ကျမတို့အီမွေပါအခြေရေးအိမ်တော်ကြီးနဲ့ဘဝရေးပြဿနာတွေကိုတိုင်ပင်ဆွေးနွေးဖြေရှာပေးနေတဲ့ relationship နဲ့ life coach တယောက်ဖြစ်ပါတယ်အခြေရေးမှာပုံမခိုင်မြဲခြင်းနဲ့ကိုချစ်သူနဲ့တည်တပံတက်တဲ့ဆုံးလက်တွဲသွားခြင်းနဲ့ဒါပေမဲ့ကိုစီမံခန့်ခွဲဖို့အခုအညီလိုအပ်နေရဆိုလို့ရှိရင်တော့ကျမနဲ့101 coaching session ယူပြီးတော့တိုင်ပင်ဆွေးနွေးလို့ရပါတယ်